ရှေ့ကနေဖဲကြစမ်းကြီးကန်းနေငါမှမင်းတို့ထိုက်ရင် မနှုတ်ဆက်လို့မဖြစ်တဲ့ဧည့်သည်တယောက်ရှိသေးတယ် ရှေ့ကနေဖဲကြစမ်း ရင်းစားဖြစ်ပါတယ် ဟာဂါစကီစင်စကဲဖြစ်ပါလေ အစားဘူးတော့နင်မရှိတဲ့ကဘာထဲမှာတော့ငါမှအိမ်မက်တွေရှိနေသေးတယ်ပုံပဲဒါပေမဲ့နင်မျောလင်းချက်တွေနဲ့ပုံအပ်ထားတဲ့သူတွေကိုဆိုတော့စီကနေဘယ်လိုကတင်ပေးရမလဲဆိုတာငါမသိဘူးမိမဝါဒီကမီတူကောင်ဆောင်အီမိုင်းနဘမဲဖြစ်ပါတယ် 耳の鼻がポチってよく聞けဒီနေ့မှာတော့ Christmas game လေးတစ် game ဖြစ်တဲ့ Daddy Christmas ဆိုတဲ့ game ကိုဆောက်မှာဖြစ်ပါတယ် Gas အနေနဲ့က Takasuki နဲ့ Nobume ကိုဖိတ်ခေါ်ထားပါတယ် ဟော်ရာဂိမ်းမလို့မင်းတယောက်တည်းမစော့ရပဲနဲ့ငါတို့ခေါ်ရမလား မရတော့အစိုးရတဲ့အကြောင်း မ မရှိဘူး င်းကြောက်နေတာမလား မကြောက်လုံးဝမကြောက် ကြောက်နေအခုတည်းကနားဖို့မှီသေးတယ်နော် အရှိမ ဘာယုံ လမ်းမကြီးလို့ ဟာ Takasuki ဟာ game အကြောင်းနဲ့ချက်တော့ရှင်းပြပေးပါဦး ခရစ်မတ်ညမှာဂင်တိုကီကအပြန်ကနေအိမ်ကိုပြန်လာတယ်အိမ်မှာမိသားစုတွေအားလုံးစုံပြီးတော့ပါတီလုပ်နေကြဂင်တိုကီရဲ့အဖေကအရင်ထက်ပိုပြီးစိတ်လှုပ်ရှားနေမောတယ်ကွာတော်တယ် နော်သူတို့ကစပါတီလုပ်ဖို့စီစဉ်နေကြပါပဲငါလည်းတူလို့ Let's party ဝင်လို့လိုက်ကြအောင် Here we go let's party Oi! Oh, ဒီမှာတွေ့ရတဲ့အတိုင်းပဲလမ်းပိတ်နေတယ်အခြားလမ်းသွားမယ်ထင်တယ် လမ်းမဘာတွေဖြစ်မလဲမသိဘူး နာမပြောသမျှအကုန်ဖြတ်စီးပြစ် မင်းဘယ်လိုဖြစ်လို့တချင်ဖြတ်စီးတော့ပဲစိတ်ဆွဲနေရတော့ နင်းလို့သား နင်းဦးကဘယ်လိုဖြစ်တော့လမ်းနဲ့ကောင်ရောက်နေတယ်မသိဘူးဝေးစက်တင်ထားစရာကြီး နောက်လက်ကြီးကြီး ကြည့်ကြတာလုံးဝမကြည့်ဘူး လမ်းအောင်မရဲ့လားအခုသွားနေတာ မသိဘူးမှန်တယ်ထင်တာပဲအိုးတွေ့ပြီမအိမ်တွေ့ပြီ အာ ဒီကခဏကြည့်အိမ်ကငါတို့မြန်မာနိုင်ငံကြာနေရတယ်မောင်မဲနေရပဲမီးလေးကအရှင်းနားလေးပဲရှိတယ်အင်ရှင်တို့အနီမောင်တောင်အိမ်မဲဟော ကင်းစံတကယ်တမ်းကျတော့အိုတာဆိုင်ဆိုင်ရဲ့အိမ်မလား โอ้ဘာဘာအိမ်တော့ဆောက်ခါ မင်းအိမ်လာကမပေးလို့အိမ်ထဲပေးမွေးတာထင်တယ် ယူလီကြီးနောက်လဲတဲ့အချိန်မှာနှင်းရုပ်ကငါ့ကိုကြည်နေတာ ဒါတော့မမြင်လိုက်ရအောင် အစားတော့အပြင်ဘက်ကိုကြည့်နေတာပြီးတော့ဒီဘက်ကိုလှည့်လာ တော့အနောက်ကနေလိုက်လာမလားမသိဘူးမလိုက်တော့ပါဘူးနော်こんなこといいわできたらいいわあんな夢こんな夢いっぱいあるけどみんな見ようあミベイワイဝင်ပြီပါ မိမဝါဒီကိုမိခေါင်းဆောင်ဆဆာကီဆာဘူရိုရဲ့အမိန့်အရအခုဗီဒီယိုကြိုက်နေတတ်တယ်ဆိုရင် channel ကို subscribe လုပ်သွားပေးဖို့လည်းမမေ့ပါနဲ့အောင်နော်အခန်းကြီးကတော့ခါတာဒီမှာအိုးဒီထဲမှာဘယ်သူရှိရလဲမသိဘူး။အိုး Merry Christmas. Merry Christmas ဟောဒီမှာတော့တချောင်းပေးရဒီမှာတော့ဘယ်ခေါင်းဖွင့်ရမှာလဲမသိဘူး။ဟောဒီတကားဖွင့်လို့မရဘူး အဲ့တော့ပေါ်တက်ကြည့်ပါ ။ပေါ်တတ်မှာလား။ခဏတက်ကြည့်လိုက်အောင်မ
ဘော်ဒါဒီမှာလမ်းပိတ်ထားအဝစ်ချင်းနေတယ်တက်လို့မရဘူးခေါင်းလုံးလည်းမရတယ်ပိတ်ကိုပိတ်ထားလမ်းဟိုကတော့ဝင်လာတော့အောက်မှာတစ်ထက်ရှိသေးမလားအောက်ကိုရင်သွားကြည့်လိုက်မယ်โอ้အတိုင်ရတဲ့သိန်းထားစီရရင် ချန်ပီယံမှာလည်းသွေးဆက်တွေနဲ့ โอ้ยังงูကောင်းလိုက်တာကွာ နေရာတွေမှာမဟုတ်သွေး โอ้တွေးတယ်ပဲနိုင်ရမှာတော့ဒီမှာတော့တချောင်းထားရပြီ horror game ဆိုပေမဲ့တခြား game တွေလောက်တော့ကြောက်စရာတိတ်မကောင်း ဟုတ်တယ် तू က indie horror game ဆိုတော့ကွာမိနစ်ကလည်းတိုးတယ်ပြီးတော့အဲ့လိုကြီးတိတ်ကြောက်စရာကောင်းအောင်မလုပ်ထားအောင်ငါတို့အဲ့ဆိုခုန basement ရဲ့ခဏသွားကြည့်အောင်မောင်းနေဒီဘက်လည်းရှိတယ်ဒါရီဘယ်သူလဲမသိအိုးဒါရီအကုန်လုံးဆွေမျိုးတွေပဲသူတို့ဒီမှာ less party လာလို့တဲ့ဆွေမျိုးတွေအကုန်လုံးဒီနေရာမှာအသက်ခံထားရတာအကုန်လုံးဒီမှာဒါပါလည်းမသိရေးဖို့တော့ထားတယ်နဲ့နင်းရုပ်ဗီဒီယိုလက်တွေထိုးထည့်ပြီးတော့ဒီခေါင်းတွေကိုပုံမှန်တင်ထားဆိုသူတို့ဒါရေးဖို့ဆိုတဲ့နေ့တစ်မျိုးပဲထင်တယ် နေဦးတွေ ။အိုးနင်းကိုခဏမေ့ထားလိုက်အောင်။မင်းတော့တချောင်းထည့်ရပြီ။ဒါဆိုဒီအိမ်မှာလူတယောက်မှမရှိတော့ထင်တယ်။အိုးဒီဘက်ဒီမှာပဲတေရီယိုနားချမယ်ဘယ်လိုနားချမှာလဲမသိဘူးဘယ်လိုနားချမှာတော့နားကိုကတ်သွားမှာလားယိုဟိုယိုရိုဒီယာဒက်စ် Oh! Show me. ပြေးရမှာတဲ့ ဒီနေ့ပြဆောင်ထပ်လို့ကြည့်နော် အနောက်ကတ်သွားပြီးတော့မှတမ်းပြီးပြေးရမှာတင်တယ် ပြေးတော့ ဘာတိုက်နေတာပြီလာမဝိုင်းတော့ဒါတတိယချိန်မှာဒီတစ်ခေါက်မရတော့လက်လျှော့တော့မယ် လက်လျှော့တာမြန်လိုက်လား မြင်မြင်ပြေးလို့မရတော့ဘူးလား ကီးဘုတ်ကပြေးရတာတိတ်အဆင်မပြေဘူးကွာပြီးတော့နည်းနည်းမိုးချုံနေပြီမို့လို့ ကင်းစားပြေးမတိုင်းမစင်းနဲ့နော် မရဘူးကွာစိတ်တော်ရကောမပါတော့